လောကမှာစေတနာကိုနားမလည်တဲ့သူတွေရှိတယ်စေတနာကိုအပြစ်မြင်တဲ့သူတွေလည်းရှိတယ်စေတနာကိုစော်ကားတဲ့သူတွေလည်းရှိတယ်အဲ့ဒါသူတို့အပိုင်းပါပဲကိုယ်သမိုင်းကတော့ဘာပဲလုပ်လို့စေတနာမှန်မှန်နဲ့အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပဲမဟုတ်လားကိုလုပ်တာသူတို့ရဲ့တုံ့ပြန်မှုကောင်းကိုမျှော်လင့်ဖို့မှမဟုတ်တာအကျိုးသက်ရောက်မှုကောင်းတွေဖြစ်ဖို့ပဲလေတကယ်တော့စေတနာကောင်းဆိုတာလူတိုင်းမှာမရှိတတ်ဘူးကိုယ်မှအဲ့ဒီစေတနာကောင်းလေးရှိနေတာကိုကဒါဟာအကောင်းဓာတ်ခံလေးပါလာတဲ့သဘောပဲလေဒီဓာတ်ခံလေးကိုတယောက်ယောက်တစ်ခုခုကြောင့်ပြက်ပြက်သွားလို့တော့မဖြစ်ပေဘူးပေါ့။ဒါကြောင့်ကံဆိုတာအလုတ်ဆိုတာစေတနာပဲဖြစ်တဲ့အတွက်ကြောင့်စေတနာကောင်းကောင်းနဲ့အလုတ်ကောင်းကောင်းသာလုပ်ပါတုံ့ပြန်မှုမကောင်းလဲတက်ရောက်မှုကောင်းဖို့ကအဓိက